ကိုပါမာရဲ့အနာဂတ်နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်အကြီးကြီးတစ်ခုချမှတ်လိုက်တဲ့မာရက်စ်ကပရိသတ်များလုံးပဲမင်္ဂလာပါများဘလူးလိုင်းကင်းကနေပြန်လဲကြိုလိုက်ပါရင်ဘာလို့ရသည်ကုံစုံတော့မှာဖြစ်လို့နေရာဒီအပြောင်းရွှေ့ဈေးကွက်ပြန်ဖွင့်ဖို့တော့တိတ်မလို့တော့ဘူးလို့ပြောမှာပါဒီအချိန်မှာကစားသမားတွေပတ်သက်တဲ့အပြောင်းရွှေ့သတင်းတွေကလှုပ်လှုပ်ခက်ခက်ရှိလာပါတယ်ဒီထဲမှာချဲစီတင်းရဲ့အဓိကကစားမတူဖြစ်တဲ့ကိုပါမာရဲ့အပြောင်းရွှေ့သတင်းကလည်းတခုအပါဝင်ဖြစ်လာပါတယ်ပါမာကပြီးတဲ့နှစ်တုန်းကတော့သူ့ရဲ့ချဲစီကစားမဘွားပွဲဥထွက်ရာသီမှာအကောင်းဆုံးသောစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပြီးချဲစီရဲ့ထိပ်တန်းဂိုးသွင်းရှင်တယောက်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်ဒါကြောင့်ပါမာကရာသီကုန်မှာဆိုရင်ချဲစီအသင်းကပေးအပ်ချင်းမြင့်နဲ့တနစ်တာအကောင်းဆုံးကစားမစုကိုရယူနိုင်ခဲ့တဲ့ထိတောင်မှတောက်ပခဲ့တာပါဒါပေမဲ့ယခုနှစ်ဘောလုံးရာသီမှာတော့ပါမာတယောက်ခြေစွမ်းကောင်းတွေပျောက်ဆုံးနေပါတယ်ရာသီအစပိုင်းမှာတော့ပါမာကမာရက်စကာရဲ့လက်အောက်မှာလည်းအဆင်ပြေတယ်ဆိုတဲ့အထာနဲ့သွင်းကိုတွေကိုအများအပြားသွင်းယူနိုင်ခဲ့သေးတာပါဒါပေမဲ့နောက်ပိုင်းပွဲစဉ်တွေကနေစတော့အခုချိန်ထိပါမာကချဲစီအတွက်ဂိုးသွင်းယူနိုင်ဖို့ရုန်းကန်နေရပါတယ်ဒါကြောင့်လည်းပါမာကမာရက်စကာရဲ့ကစားကွက်အပေါ်မှာအယုံကြည်မရှိတော့ပါဘူးမာရက်စကာရဲ့ကစားကွက်ကြောင့်သူ့ရဲ့စွမ်းဆောင်ရည်တွေကကျဆင်းလာနေတဲ့ပါမာကအခုဆိုရင်ချဲစီကနေထွက်ခွာဖို့ကိုတော့မှစဉ်းစားနေပြီလို့သတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲပါမာကိုမန်ယူနဲ့လီဗာပူးတို့ကအပြိုင်ဆိုင်စိတ်ဝင်စားနေကြတယ်ဆိုတဲ့သတင်းတွေကလည်းတွေ့လာရပါတယ်။ပါမာရဲ့အသင်းပေါ်ဟောင်းဖြစ်တဲ့မန်စီးတီးအသင်းကတော့မှပါမာအတွက်ချဲစီအသင်းထံမေးမြန်းပြောဆိုမှုတွေပြုလုပ်ခဲ့သေးတယ်လို့လည်းသိရပါတယ်။ပါမာရဲ့ခြေစွမ်းပိုင်းကလည်းပြီးခဲ့တဲ့နှစ်တုန်းကနဲ့မတူတော့တာကြောင့်ဒီအပြောင်းရွှေ့ကိစ္စကတကယ်ပဲကြီးထွားလာနိုင်မလား။အမိုက်ကစားပြတ်သက်မီးလောင်ဆိုသလိုကောလာဟာလာတွေကလည်းအတိတ်သတင်းများဖြစ်သွားနိုင်မလားဆိုတာကိုလည်းစနေနာကြည့်ခဲ့ရပါသေးတယ်။ဟုတ်ပါတယ်ပါမာဟာတောဘော်လီလိုလက်ထက်မှာခေါ်ယူခဲ့တဲ့ကစားသမားတွေတဲကအသင်းနဲ့အန်ဝင်ဆုံးကစားမတူဖြစ်ပါတယ်။ဘော်လေးဝယ်ယူထားခဲ့တဲ့ကစားမတွေတဲမှာအတုံးတဲတဲ့သူဆိုလို့မှန်ကန်တဲ့ကစားသမားခေါ်ယူမှုဆိုလို့ပါမာရဲ့အပြောင်းရွှေ့တစ်ခုတည်းကိုသာလက်ညှိုးထိုးပြရမယ့်ကိန်းပါပဲ။ပြီးခဲ့တဲ့နှစ်နေရာဒီပြောင်းရွှေ့ပိတ်ခံနေမှာမန်စီးတီးကနေချဲစီအသင်းထံကိုပေါင်တန်း40နဲ့ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ပါမာဟာပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတုန်းကတော့ချဲစီအသင်းအတွက်ပြိုင်ပွဲစုံ48ပွဲကစားပေးထားကသွင်းဂိုး28ဂိုးနဲ့ဂိုးဖန်တီမှု15ချိန်ထိပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ဒီရာသီမှာတော့ပါမာကကာလာချီဂိုးပေါက်ပြောင်းဆုံးနေပါတယ်။ဂိုးပေါက်ပြောက်တာနဲ့အတူပါမာရဲ့ယုံကြည်မှုတွေကလည်းနိုင်ပြီးတော့ပြောင်းဆုံးလာခဲ့တဲ့ထင်ပါတယ်။ဒါကြောင့်လည်းပါမာကချဲစီမှာမပြောတော့ပါဘူး။ချဲစီအသင်းထံကနေထွက်ခွာဖို့စဉ်းစားနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီချိန်မှာပဲပရီးမီးယားလိရဲ့ကြီး6ကြီးစင်းဝင်ထိပ်တန်းအသင်းကြီးတွေဖြစ်ကြတဲ့မန်ယူမန်စီးတီးတို့မန်ချက်စတာညီနောင်2ယောက်ရဲ့လီဗာပူးရဲ့ကပါမာကိုခေါ်ယူခြင်းနဲ့ဆိုပြီးသတင်းတွေထွက်လာတာဖြစ်ပါတယ်။ဒါပေမဲ့ TVR ဖုတ်ဘောရဲ့ဖော်ပြချက်အရတော့ချဲစီအသင်းဟာပါမာကိုရောင်းချသွားဖို့လုံးဝကိုအစီအစဉ်မရှိဘူးလို့သိရပါတယ်။တကယ်လို့လာမယ့်ရာသီမှာ ST Power တို့လိုရေသွေးရှိတဲ့ကျဲဝင်ကစားသမားလေးတွေရောက်ရှိလာတယ်ဆိုရင်တော့မှပါမာနေရာပြောက်ဖို့မရှိပါဘူး။ကစားသမားလေးတွေကိုတွဲခေါ်ပေးသွားဆိုပြီးတော့မာရက်စကာတို့ကပြောထားပါလိမ့်မယ်။ဒါကြောင့်ပါမာဟာချဲစီအသင်းမှာပဲ next level ကိုတက်လန်းရောက်ရှိနိုင်မယ့်ကစားသမားလို့သတ်မှတ်နိုင်ပါတယ်။ပါမာချိန်စွမ်းပြောင်းနေရခြင်းအပေါ်မာရက်စကာကသူကောင်းကောင်းပေးဆက်ကစားခဲ့ပြီးအချိန်အဟုန်ပြန်ရလာအောင်လို့လည်းသူလည်းဖိဖိစီစီစ조사နေပါတယ်။သူ့အတွက်ထိုက်တဲ့အချိန်လေးအနည်းငယ်လောက်ပဲလိုပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့သိခဲ့ကြအားပေးခဲ့ကြတဲ့ပါမာကိုပြန်မြင်တွေ့ရနိုင်ပါတယ်လို့တော့ထင်မြင်ယူဆမိကြောင်းပရိသတ်များကဘယ်လိုများထင်မြင်မိပါသလဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။